မိတ်ဆွေကတတူကိုအရင်ယူသွတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပေးမဲ့အခွင့်အရေးနှစ်ခုတွေကနေပြီးတော့တစ်ခုကိုအလကားရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တတူအလကားထိုင်နေပါမယ်လာတလရဲ့အဆုံးသက်ရက်သို့မဟုတ်လာတလရဲ့အစရက်တွေမှာခင်ရရတယ်လို့ဒီအစီအစဉ်တွေကအမြဲတမ်းလုပ်ပြီးတော့မှဖြစ်လို့မိတ်ဆွေအနေနဲ့ဒီအကောင့်ကိုအမြဲတမ်း follow ထားဖို့လိုပါလိမ့်မယ်အစီအစဉ်နှစ်ခုမှာပထမတစ်ခုကကြတော့မိတ်ဆွေအနေနဲ့ကြိုက်တဲ့ပုံကြီးတသိန်းခွဲနဲ့ရေးပေးပါမယ်ဟုတ်ပါတယ်တရက်ကိုတသိန်းခွဲနဲ့ရေးပေးမှာဖြစ်ပါတယ်ဒီခွင့်ရကျွန်တော်စီကနေပြီးတော့အမြဲတမ်းတော့ရနေမှာမဟုတ်ပါဘူး9လပိုင်း6လပိုင်း9လပိုင်းဒီ3လတိတိမိတ်ဆွေကိုအခွင့်အရေးပေးထားပါတယ်အချိန်နဲ့အများလူပြည့်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေအနေနဲ့အမြန်ဆုံးတော့ဒိတ်ယူထားဖို့တော့လိုပါလိမ့်မယ်ဒုတိယတစ်ခုကကြတော့ယူရှင်းတယ်ပထမတစ်ခေါက်ကျွန်တော်မဲဖောက်ပေးသလိုမျိုးပဲကွန်မန့်ရေးထားတဲ့လူတွေတဲကနေတယောက်ကို9လက်မှ10လက်မှစိုက်ပုံကြီးတစ်ပုံအလကားရမှာဖြစ်ပါတယ်ဘာဘူးမှပေးစီရမလိုပါဘူးယောက်ျားလေးမိန်းကလေးမခွဲထားတာဖြစ်လို့တတူးကိုစိတ်ဝင်စားတဲ့လူတိုင်းဝင်မှန်းလို့ရပါတယ်9လပိုင်းအကုန်မှာမဲပေါက်တဲ့လူကိုပြန်ပြီးတော့ကျင်ညာပေးမှာဖြစ်ပါတယ်